皆さん、こんにちは。今日もポッドキャストが参りました。ဒီနေ့လည်း podcast လေးကိုလုပ်ချင်ပါတယ်。今日は N5 の言葉、杉という言葉についてちょっと説明していきたいなと思います。ဒီနေ့ကတော့杉ဆိုတဲ့စာလုံးလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးရှင်းပြချင်ပါတယ်။ဒီ杉ဆိုတဲ့စာလုံးလေးကအရန်ကိုလွယ်ကူပြီးတော့မှအခြေခံကြတဲ့ N5 ကစာလုံးလေးဖြစ်ပေမဲ့တကယ်အသုံးပြုတဲ့အခါမှာဂျပန်ဒီနဲ့နေရင်ငါရဲ့စကားပြောတဲ့အခါမှာတွင်ကြဲမသုံးနိုင်နေတာနေနဲ့တချို့သုံးတဲ့နေရာလွဲနေတာလေးတွေရှိတာကြောင့်မို့လို့ဒါလေးကိုဒီထက်ပိုပြီးတော့မှတွင်ကြဲလေးသုံးနိုင်ဖို့နဲ့ဂျပန်ဒီနဲ့စကားပြောတဲ့အချိန်မှာပိုပြီးတော့မှအဆင်ပြေချောမွေ့နဲ့သုံးနိုင်ဖို့အတွက်sugiဆိုတဲ့စာလုံးလေးကိုအသေးစိတ်လေးသုံးပုံသုံးနည်းလေးတွေနဲ့သုံးရမယ့်ပုံစံလေးတွေကိုပြပြပေးချင်ပါတယ်။ကဲအဲ့တော့ပထမဆုံးကြည့်အောင်ပေါ့နော်sugiဆိုတာကဘာကိုပြောချင်တာလဲဆိုတော့အားလုံးသိပြီးသားပဲနောက်ပေါ့နော်နောက်ဆိုပြီးတော့မှဒီ N5 မှာတော့အလွယ်တကူသင်ရတယ်ပေါ့နော်အဲ့တော့ဘလို့နောက်တွေကိုပြောတာလဲဆိုပြီးတော့သိချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီမှာစပြီးတော့ကြည့်မယ်ဆိုလို့ရှင်sugiကိုအမြဲတမ်းနေရာ၃ခုမှာအများဆုံးသုံးလေးရှိတယ်ပေါ့နော်နေရာ၃ခုမှာဘယ်လိုမျိုးတွေသုံးလေးရှိလဲဆိုလို့ရှိရင်sugi ကိုဒီမှာ順番ပေါ့နော်順番အစဉ်လိုက်တွေကိုပြတဲ့အခါပေါ့နော်အစီအစဉ်တွေကိုပြတဲ့အခါမှာဒီsugi ဆိုတဲ့ဟာလေးကိုသုံးတယ်နံပါတ်2ကကျတော့未来の予定ပေါ့နော်未来の予定ဆိုတာနောက်ကိုမသိသေးတဲ့အချိန်အနာဂတ်မှာလုပ်မဲ့ကိစ္စပေါ့နော်လုပ်မဲ့အရာဖြစ်မဲ့အရာအဲ့လိုမျိုးတွေကိုပြောချင်တဲ့အခါမှာဆိုရင်လေဒီsugi ဆိုတာဟာလေးကိုသုံးပြီးတော့မှနောက်ထပ်ပေါ့နော်နောက်လာမဲ့ဆိုတာလေးကိုပြောချင်တဲ့အခါမှာလည်းဒီsugiဆိုတာလေးကိုသုံးပါတယ်ဒီsugiကိုဒီ၃နေရာမှာပဲအများဆုံးသုံးလေးရှိပါတယ်နောက်ထပ်ဆိုရဲပေါ့နော်၃နေရာမှာပဲအမြဲတမ်းသုံးလေးရှိတယ်အဲ့တော့sugiကိုမှတ်တဲ့အခါမှာဆိုလို့ရှိရင်အမြဲတမ်းsugiတစ်လုံးနဲ့မှတ်ရင်တခြားဟာတွေနဲ့ရောသွားနိုင်တာမို့လို့sugiကိုမှတ်တဲ့ချိန်မှာအနောက်ကသူနဲ့ကတ်တဲ့စာလုံးလေးတွေကိုပါတစ်ခါတည်းတွဲပြီးတော့မှတ်ရင်ပေါ်ပြီးမှလွယ်ကူပြီးတော့ပါဇက်ကအသားကျနေမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1番ကsugi no ဆိုလေးကိုတွဲမှတ်ပြီးတော့sugi wa ဆိုပြီးမှတွဲမှတ်လို့ရပါတယ်အဲ့တော့အရင်ဦးဆုံးကြည့်မယ်ဆိုလို့ရှိရင်sugi no ဆိုလို့ရှိရင်နောက်ထပ်လို့ပြောချင်တာဖြစ်ပြီးတော့ပြောချင်တာဖြစ်ပြီးတော့ဒီမှာအလှည့်ဆောင်တဲ့အခါပေါ့နော်နောက်တစ်ခေါက်ဒါမျိုးအလှည့်တွေဂျွန်ပန်းတွေအဲ့လိုမျိုးတွေကိုပြောချင်sugi no ဆိုပြီးတော့သုံးပါတယ်ဒီမှာဥပမာစာကြောင်းထဲမှာဆိုရင်ဆေးကမ်းမှာဒါမှမဟုတ်ဘဏ်မှာတချို့တန်းစီနေတဲ့နေရာတစ်ခုမှာဝန်ထမ်းကနေပြီးတော့မှကို့အလှည့်ရောက်လာလို့ကို့ကိုလှမ်းခေါ်လိုက်တဲ့အခါတော့အဲ့လိုမျိုးအစီအစဉ်ဂျွန်ပန်းကိုပြောချင်တဲ့အခါမှာဆိုလို့ရှိရင်sugi no ဆိုပြီးသုံးပြီးတော့ဒီမှာပြောပြထားတယ် sugi no kata dozo လို့ခေါ်လိုက်တာတွေရှိပါတယ်အဲ့ဒါကနောက်တစ်ယောက်ကြွပါနောက်တစ်ယောက်ဝင်ပါနောက်တစ်ယောက်လာပါဆိုတဲ့သဘောပေါ့နော်sugi no kata dozo အဲ့လိုမျိုးလေးခေါ်လေးရှိရယ်နော်ဒါကsugiရဲ့ပထမအဆုံးသုံးပုံလေးပေါ့နော်အဲ့တော့sugi wa dare desu ka ဆိုပြီးတော့မှနောက်တစ်မျိုးသုံးသေးတယ် sugi wa dare desu ka sugi wa ဆိုတာကနောက်တစ်ယောက်ကနောက်တစ်ခုကနောက်တစ်လှည့်ကဆိုပြီးမှပြောချင်တာပါနောက်တစ်လှည့်ကဘယ်သူဖြစ်ပါသလဲနောက်တစ်ယောက်ကဘယ်သူဖြစ်ပါသလဲဆိုပြီးမှပြောချင်ရင်လေsugi wa dare desu ka ဆိုပြီးတော့မှပြောလို့ရပါတယ်ဒါအလှည့်ပေါ့နော်ဟိုက်နောက်တစ်ခုကိုသွားမယ်နော်နောက်တစ်ခုကနောက်ထပ်အစီအစဉ်အကြောင်းတွေပေါ့နော်နောက်ထပ်အစီအစဉ်တွေအခုလောလောဆယ်တော့ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့မသိနေဘူးမရှိနေဘူးမလုံနေဘူးပေါ့နော်အနာဂတ်မှာဖြစ်မဲ့ကိစ္စလုံမဲ့ကိစ္စဒါမျိုးတွေကိုပြောချင်ရင်ဒီsugi no ကိုပြောတယ်ပေါ့နော်ဒီမှာဆိုရင်တငယ်ချင်းတွေနဲ့စကားပြောနေရင်လည်းနောက်ထပ်အကြောင်းအရာတစ်ခုကိုပြောင်းချင်တယ်အကြောင်းအရာတစ်ခုပြောင်းဒါမှမဟုတ်ရင်နောက်ထပ်သွားရမယ့်နေရာအခုလောလောဆယ်ကတော့ဒီခရီးကိုသွားနေတယ်နောက်ထပ်ခရီးတစ်ခုကိုသွားမယ်
သွားမဲ့အတွက်စကားလေးပြောချင်တယ်ပေါ့နော်နောက်ထပ်ခရီးတစ်ခုကိုသွားဖို့အတွက်စကားလေးပြောချင်တယ်ဆိုလို့ရှိရင်今度次は大阪に行きましょうみたいなနောက်တစ်ခေါက်ငါတို့大阪သွားကြစို့ဆိုပြီးမှပြောတဲ့ပုံစံပေါ့နော်လောလောဆယ်ကတော့ရှိမနေဘူးလုံးမနေဘူးအနာဂတ်အကြောင်းကိုပြောချင်တယ်တူညီတဲ့ topic ပေါ့နော်ခရီးသွားတာနဲ့ဆိုင်တယ်ဆိုရင်ခရီးကလောလောဆယ်တော့အခုတိုကျိုသွားနေတယ်ဒါပေမဲ့နောက်တစ်ခေါက်ကျရင်တော့ခရီးကအိုဆာကာကိုသွားချင်တယ်အဲ့လိုမျိုးကိုပြောတဲ့အချိန်ကျရင်ဒီ次ဆိုပြီးတော့မှသုံးလို့ရတယ်ပေါ့နော်ဥပမာစာကြောင်းလေးဆိုလို့ရှိရင်次はどこに行きますか次はどこに行きますかဆိုပြီးတော့နောက်ထပ်ဘယ်ကိုသွားကြမလဲဘယ်ကိုသွားမှာလဲဆိုပြီးမှပြောလို့လည်းရပါတယ်အဲ့တော့မြန်မာလူမျိုးတွေအနေနဲ့ပေါ့နော်အမြဲတမ်းရောလေးရှိတာပေါ့နော်ရောလေးရှိတာကဒီမာတာဆိုတဲ့စာလုံးလေးရဲ့စုကြီးဆိုတဲ့စာလုံးလေးရဲ့နှစ်ခုကိုစကားပြောတဲ့အချိန်မှာရောသွားတတ်တယ်ပေါ့နော်ဘယ်လိုမျိုးလေးကွာတာလဲတစ်ချက်ကြည့်ရင်ကြတော့မာတာကကြတော့အရင်ကလုပ်ပူတဲ့အရာကိုနောက်တစ်ချိန်ထပ်လုပ်တဲ့အခါမှာသုံးပါတယ်တဲ့အင်္ဂလိပ်လိုဆိုရင်တော့ again ပေါ့နော် again သူကအရင်ကလုပ်ပူတဲ့私は昨日隣の部屋の友達と会いました。မနေ့ကကျွန်တော်ကဘေးနာခန်းမှာရှိတဲ့တငယ်ချင်းနဲ့တွေ့ခဲ့ပါတယ်။また会いたいです။နောက်ထပ်တစ်ကြိမ်ထပ်တွေ့ခြင်းနဲ့နောက်ထပ်တစ်ကြိမ်တွေ့ခြင်းနဲ့ဆိုပြီးမှပြောရင်နော်မာတာဆိုတာလေးကိုတွဲပြီးတော့အခုလဲလှုပ်တယ်လှုပ်လဲလှုပ်ပြီးတော့ဒါကိုနောက်ထပ်တစ်ခေါက်ထပ်လှုပ်ခြင်းနဲ့ဆိုရင်နောက်ထပ်တစ်ကြိမ်ဆိုရဲ့အတွက်မာတာအိုက်တိုင်တဲ့ဆိုပြီးမှပြောလို့ရတယ်စုကြီးအိုက်တိုင်တဲ့ဆိုပြောလို့မရအောင်နော်စုကြီးကမလှုပ်ရသေးတဲ့အရာကိုပြောတာဆိုတော့အဲ့တော့စုကြီးကကြတော့အစီအစဉ်တွေကိုပြောတယ်အစီအစဉ်တစ်ခုပြီးတစ်ခုတွားတဲ့အခါမှာနောက်တစ်ခုဆိုပြီးမှပြောခြင်းနဲ့ဥပမာအနေနဲ့ဆိုလို့ရှိရင်စုကြီးခုန旅行လေးနဲ့ပဲပြန်ပြောရမယ်ဆိုလို့ရှိရင်今は東京に旅行しているけど次は大阪に行こうねဒီတစ်ခေါက်ကတော့တိုကျိုကိုသွားနေခရီးသွားနေပေမဲ့နောက်တစ်ခေါက်ကတော့大阪行こうね大阪သွားကြစို့ဆိုပြီးမှပြောတာပေါ့နော်ပြီးတော့今日のトイレ掃除の順番は私です次はあなたね次はあなたですねဆိုပြီးမှပြောတယ်ဒီနေ့ရဲ့ toilet ဆိုဟို toilet ဆေးရပါကြီးအိမ်သာဆေးတာပေါ့နော်အိမ်သာဆေးတာကကျမရဲ့အလှည့်အဲ့တော့နောက်တစ်ခေါက်ကနောက်တစ်လှည့်ကနင့်ပါဆိုပြီးမှပြောချင်တဲ့အချိန်ကျရင်次があなたの番です次はあなたですအဲ့လိုမျိုးလေးသုံးလို့ရတယ်ပေါ့နော်အဲ့တော့မာတာနဲ့ဆွေးရည်လေးနဲ့သုံးတဲ့ပုံစံလေးကိုအခုလိုမျိုးလေးတစ်ချက်လေးကွက်ပြပြလေးတိထားစေချင်တယ်ပေါ့နော်ပြောနေနေဒီနှစ်ခုကဆွေးနေအောင်မာတာကိုမှားပြီးသုံးမိသွားတဲ့အခါတွေလည်းရှိနိုင်တယ်မာတာနေရာမှာဆွေးကိုမှားပြီးတော့မှသုံးသွားနိုင်တဲ့ခါကြီးလည်းရှိတယ်ပေါ့နော်မြန်မာလူမှာဆိုရင်လည်းမှန်တယ်လို့မှားတယ်လို့ဘယ်လိုပြောမလဲတူတယ်လို့မတူတယ်လို့လေးတွေရှိတဲ့အတွက်ကြောင့်မို့လို့လေအဲ့တော့မာတာနဲ့ဆွေးဒီမျိုးကွဲပြားလေးသိစေချင်တာပေါ့နော်အဲ့တော့ဒီမှာသူကမာတာနဲ့ဆူကြီးကိုထပ်ပြီးတော့ပေါ့နော်ကွဲပြားလေးဖြစ်အောင်လို့ဥပမာစာကြောင်းလေးတွေနဲ့အခြေအနေလေးတွေနဲ့တွဲပြီးတော့မှရေးပြပေးထားတာပေါ့နော်အစည်းအဝေးမှာဆိုလို့ရှိရင်တစ်ချက်အရင်ကြည့်မယ်ဆိုရင်အစည်းအဝေးမှာမာတာလည်းသုံးလို့ရတယ်ဆူကြီးလည်းသုံးလို့ရတယ်မာတာနဲ့ဆူကြီးကိုဘယ်လိုခွဲသုံးကြမလဲဆိုတော့ပထမစာကြောင်းမာတာလေးသုံးလာတာကမာတာအိုင်မရှော့ဆိုတာကအခုတွေ့နေတယ်နောက်ထပ်တစ်ချိန်ထပ်တွေ့ရှင်နေတာဖြစ်တဲ့အတွက်また会いましょうဆိုပြီးတော့မှပြောတယ်ပေါ့နော်။次မှာဆိုလို့ရှိရင်ကျတော့次の会နောက်တစ်ချိန်အစည်းအဝေးပေါ့နော်။အခုအစည်းအဝေးပေမဲ့နောက်လာမဲ့အစီအဝေးကျွန်းပန်းကိုပြောချင်တာပေါ့နော်အကျိန်ကိုပြောချင်တာဖြစ်တဲ့အတွက်ဇူကီနိုခိုင်ဂီဆိုပြီးတော့မှပြောပါတယ်တဲ့အဲ့တော့စိုင်နေပါရီမှာဆိုလို့ရှိရင်ကျတော့ဘယ်လိုပုံစံလေးရှိမလဲဆိုတော့ဇူကီနဲ့မာတာအဲ့တော့ပထမမာတာ来てくださいမာတာ来てくださいဆိုတာကနောက်တစ်ခါထပ်လာခဲ့ပါဦးအခုလောလောဆယ်သူလာတယ်ပြီးပါရင်နောက်ထပ်လည်းလာပါဦးလို့ပြောချင်နောက်ထပ်ဆိုတာလေးကိုပြောချင်တာဖြစ်တဲ့အတွက်မာတာ来てくださいဆိုရင်မှပြောလို့ရပါတယ်တဲ့နောက်တစ်ခါကျတော့次のお客さん
နောက်တစ်ခါနောက်Sugino Kyaksan ဆိုတာအခုလောလောဆယ် Kyaksan じゃမဟုတ်ဘဲနဲ့နောက်လာမဲ့ Kyaksan ဒီလိုပြီးရင်နောက်လာမဲ့ Kyaksan ကိုပြောချင်တာ customer ပေါ့နော် Kyaksan customer ကိုပြောချင်တာဖြစ်တော့နောက်လာမဲ့ customer ကြွားပါအဲ့လိုပုံစံမျိုးကိုသုံးချင်တာပေါ့နော် Sugi နဲ့ Mata အဲ့တော့Sugi ကဗမာလူမျိုးလေးတွေမှာကြတော့လေရောသွားနိုင်တယ်ပေါ့နော်အတူတူပဲလေနောက်ပဲလေဆိုပြီးမှပြောနိုင်တယ်ပေါ့နော်ပြီးတော့နောက်ထပ်ဆိုလို့ရှိရင်Mata ဆိုတဲ့ဟာကလည်းရှိသေးတယ် Hi အဲ့တော့အနှစ်ချုပ်အနေနဲ့ဆိုလို့ရှိရင်เนาะ mata ဆိုတာ repeat လုပ်တာပဲပေါ့နော် repeat ထပ်ပြီးလုပ်တာဆိုလို့ရှိရင် mata ကိုသုံးပြီးပြောလို့ရတယ် sugi ကကြတော့ order ပေါ့နော်အလှည့်တွေအစီအစဉ်တွေကိုပြောရင် sugi လေးနဲ့သုံးပြီးတော့မှပြောလိုက်ရင်ရတယ်ပေါ့နော်အဲ့တော့အနှစ်ချုပ်အနေနဲ့ mata ဆိုတာ repeat sugi ဆိုတာ order အလှည့်အဲ့လိုမျိုးမှတ်လိုက်ပါနော်ကဲအဲ့ဒါဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုလေးလည်းနည်းနည်းရှည်သွားပြီဆိုတော့ပြင်းလာပြီထင်တယ်အိတ်ငိုက်လာကြပြီလားတော့မသိဘူးအဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်မှာပဲအဆုံးသတ်ခွင့်ပြုပါရှင်နောက်ထပ်လည်းဒါမျိုးတူညီတဲ့စာလုံးလေးတွေဝေဝါးနေတဲ့စာလုံးမျိုးလေးတွေရှိရင်ကျွန်မထပ်ပြီးဗီဒီယိုလေးတွေလုပ်အောင်မလို့ comment မှာလည်းရေးပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှ Sugi နဲ့ Mata ရဲ့အသုံးလေးကိုတကယ်လက်တွေ့ဘဝမှာခွဲပြားလေးသုံးနိုင်တယ်ဒီကျမဗီဒီယိုလေးကတစ်စက္ကန့်လေးမြူမုံလေးတစ်ခုလောက်အကျိုးရှိရဆိုရင်ပဲကျမလောက်ရအကျိုးနဲ့ပါပြီရှင်အားလုံးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်